Hello ဒီနေ့မှာတော့ခန်းစင်းရဲ့မမေကနေပြီးတော့ခန်းစင်းကိုပေါ့နော်အမြဲတမ်း motivation ပြောတဲ့စကားတစ်ခုရှိတယ်ပေါ့အဲ့ဒါကြတော့ကိုအမြဲတမ်းသိအောင်စူးစမ်းနေရမယ်ကိုအမြဲတမ်းသိအောင်ရှာဖွေနေရမယ်ဆိုတာပါပဲအဲ့ခန်းစင်းကလည်းကိုသိအောင်စူးစမ်းပါလေရှာဖွေပါတယ်ဒါပေမဲ့ခါလေးကြလည်းအဲ့လိုစူးစမ်းခြင်းရှာဖွေခြင်းနဲ့ကိုမတီးတော့တာမျိုးလည်းရှိတယ်ပေါ့အဲ့လိုမျိုးလည်းဖြစ်တယ်ပေါ့အဲ့ဒါနဲ့ခန်းစင်းကအခုတလုံးမှာပေါ့နော်ခန်းစင်းကတစုံတစ်ခုအတွက်ပေါ့နော်ခန်းစင်းပြင်ဆင်နေတယ်အဲ့လိုပြင်ဆင်နေတဲ့အခါရောခန်းစင်းအင်္ဂလိပ်စာကိုအဓိကထားပြီးတော့ပေါ့နော်ခန်းစင်းရဲ့ဒီ vocabulary upgrade အတွက်ရော grammar တွေအတွက်ရောအစားရ full scale တွေအတွက်ပေါ့နော်ခန်းစင်းအဲ့လိုမျိုးအာယုံ side focus လုပ်နေတဲ့အခါမျိုးမှာဆိုရင်ခန်းစင်းအတက်နိုင်တဲ့လောက်ပေါ့နော်ခန်းစင်းဒီအင်္ဂလိပ်စာနဲ့စနေရင်းနဲ့စာအုပ်တွေကိုပဲဖြစ်တယ်စုဆောင်းမိတယ်ဖတ်ဖြစ်တယ်ပေါ့အဲ့ဒါနဲ့ခန်းစင်းကသွားရှာလိုက်တဲ့အခါမှာပေါ့နော်ဒီဆရာညလေးအောင်ကနေပြီးတော့ရေးထားတဲ့ is me ငါဆိုတာကိုသွားတွေ့ရပေါ့အဲ့ဒါခန်းစင်းကစချင်းဒီစာအုပ်ကိုတွေ့တော့တိတ်ပြီးတော့စိတ်ဝင်စားအောင်ဘာလို့ဆိုတော့ခန်းစင်းကပြောသလိုပဲခန်းစင်းအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့အရာတွေကိုလိုက်ရှာနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါပေမဲ့ခန်းစင်းဒီစာလုံးလေးတွေကိုသွားတွေ့လိုက်တယ်ပေါ့ ISFJ တို့ INSP တို့အဲ့လိုစာရှိတဲ့စာလုံးတွေကိုခန်းစင်းသွားတွေ့တဲ့အခါကျတော့ခန်းစင်းရဲ့ YouTube မှာလည်းပဲပေါ့နော်အင်္ဂလိပ်စာရေးစာပေါ့နော်သူကနေပြီးတော့ testဖြေထားတာလေးတွေခန်းစင်းတွေ့တယ်ပေါ့အဲ့ဒီ test ဖြေထားတဲ့ဟာတွေကဒီစာလုံးတွေနဲ့စနေမှုရှိနေတာပေါ့အဲ့နဲ့ခန်းစင်းကဒီစာလုံးတွေကိုတိတ်ပြီးတော့ရင်းနှီးတာလည်းမဟုတ်ပေမဲ့လည်းမြင်ဖူးနေတဲ့ပုံစံမျိုးရှိတဲ့အတွက်ကြောင့်မို့သိချင်သွားတယ်အဲ့ဒါခန်းစင်းဒီစာအုပ်ကိုပဲဖြစ်လိုက်တယ်ဝယ်ဖြစ်သွားရတဲ့အခါမှာခန်းစင်းအိမ်မှာ test လုပ်တာပေါ့ငါဆိုတာမကြည့်လဲဆိုပြီးတော့ who I am ဆိုပြီးတော့အဲ့လိုမျိုး test လုပ်တဲ့အခါမှာလည်းတကယ်လည်းသိခွင့်ရပါတယ်အဲ့တော့ကိုတိုင်းကိုဘသူဆိုတာသိနေတဲ့လူတယောက်အတွက်ကသူ့မှာရှိရဲ့ဒီ original talents တွေရောပြီးရင်သူ့ရဲ့ဒီရှေ့ဆက်ရှောင်မဲ့အရာတွေအတွက်ပါတကယ်ကိုခွန်အားဖြစ်စေတဲ့အတွက်ကြောင့်မလို့ပြီးတော့ကိုက်ညီမှုလည်းရှိတယ်ကိုယ့်ရဲ့ personality test ကိုလည်းတွေ့ခွင့်ရတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဒီ personality test ကိုဒီထဲမှာဆိုလဲသူကမိကိုအခု60ပေါ့ပေးဖြေခိုင်းတယ်မိကုန်း60ကိုဘယ်လိုပေးဖြေခိုင်းလဲဆိုတော့ကိုကအိတ်ရေးဝထားရမယ်ပြီးရင်စိတ်ကလည်းကြည်လင်နေရမယ်ပြောမှဆိုရင်နေထိုင်ကောင်းတဲ့အချိန်မျိုးမှာပဲဖြေတင်တယ်ပေါ့ပြီးလို့ရှိရင်ကိုကဒီမိကုန်း60ကိုမတိစိတ်ကနေဖြေရမယ်တိစိတ်ကနေလုံးဝဖြေလို့မရဘူးအဲ့တော့ဘယ်လိုဟာမျိုးပြောလဲဆိုတော့ကိုကမိကုန်းကိုဖတ်ပြီးတာနဲ့3စက္ကန့်အတွင်းဒါမှမဟုတ်5စက္ကန့်အတွင်းပေါ့နော်အဲ့အတွင်းမှာဖြေတာအရန်အကြာကြီးသွားစဉ်းစားမိလိုက်လို့ရှိရင်အဲ့ဖြေဒီကိုယ့်ရဲ့မတိစိတ်ကမဟုတ်တော့ဘဲနဲ့ကိုအရှိကတွေ့ကြုံခဲ့တဲ့ experience တွေကနေပြီးဖြေတဲ့အဖြေမျိုးဖြစ်သွားတယ်ပေါ့အဲကြောင့်မို့လို့ဒီမတိစိတ်ကနေဖြေမယ်ပြီးနောက်တစ်ခုကလည်းဟိုလိုမျိုးမိကုန်းကိုမြန်ဖတ်ပြီးတော့တန်းဖြေလိုက်တာမျိုးလည်းမဟုတ်ဘူးမိကုန်းကိုနားလည်အောင်ဖတ်ပြီးတော့မှကိုကဒီ3စက္ကန့်အတွင်းတော့5စက္ကန့်အတွင်းမှာဖြေပေါ့လိုမျိုးဆိုတော့ပါအဲ့တော့ကိုယ့်ရဲ့ personality test ကိုပေါ့နော်သိချင်တဲ့သူတွေရှိရဆိုရင်ခန်းစင်ကဒီစာအုပ်ထက်ကမိကုန်း60ကိုတနေ့မှာ9ခုပဲဖြစ်ဖြစ်10ခုပဲဖြစ်ဖြစ်အဲ့လိုမျိုးသင်ပေးဖို့စံတာရှိပါတယ်အဲကြောင့်မလို့ခန်းစင်ရဲ့ comment မှာ who I am ဆိုပြီးတော့ရေးပေးခဲ့ကြပါတဒါ